မင်္ဂလာပါညီလေး ဟုတ်မင်္ဂလာပါဗျ ခုလိုမြန်မာပြည်ရဲ့အစင်လာကြီးမားတဲ့ရတနာပုံအတင်းကြီးရဲ့ U20 လူရွေးပွဲကိုလာရောက်ရွေးချယ်ခံတဲ့အပေါ်မှာရောညီလေးအနေနဲ့ဘယ်လိုခံစားပါလဲ ဟုတ်လာရွေးချယ်ခံရတော့ရွေးချယ်ခံလိုက်ရတော့ပျော်ပါတယ်အတိုင်းတည်းပျော်ပါတယ်အဲ့တော့ကိုလှုပ်ထားတဲ့အရာတွေလည်းအရာထင်တော့ပို့ပြီးတော့ဝမ်းသာပါဗျာ โอเคနောက်ပြီးဒီရွေးချယ်ပွဲမှာပေါ့နော်ရတနာပုံအတင်းရဲ့ပြာရောင်ဂျာစီကိုဝတ်ဆင်ခွင့်ရဖို့အတွက်ကောညီလေးဘက်ကဘယ်လောက်ထိယုံကြည်မှုရှိရှိပြင်ဆင်လာခဲ့ရလဲဆိုတာကိုသိပြစေ ကျွန်တော်တို့ဆိုနေဘက်ကဗျဟိုမူဆယ်ဘက်ကအဲ့နဲ့ခုပလိတ်ဝယ်စင်ကိုင်းပလိတ်မှာ2နှစ်လောက်ကျွန်တော်ငယ်လေး14နှစ်လောက်ကစပြီးတော့ training ဆင်းပြီးတော့လုပ်လာတော့ဗျဒီလိုပဲမိဘနဲ့လည်းခွဲပြီးလာပြီးတော့အဲ့လိုပဲအကောင်းဆုံးကြိုးစားပါပေါ့ ခုလိုရွေးချယ်ခံရတဲ့အပေါ်မှာရောညီလေးရဲ့ခံစားချက်လေးတစ်ချက်လောက်ပြပြပေးပါအောင်နော် ရွေးချယ်ခံရတဲ့ပုံမှာတော့ကိုလှုပ်ထားတဲ့ဟာရာထင်တယ်ပြီးရင်ဒီထက်လည်းအမြင့်သွားခြင်းတယ်ဆိုတော့အကောင်းဆုံးပေးဆက်ပြီးတော့ဆက်ကြိုးစားတော့ပါဗျ